Okay မောက်မိုင်းဈေးတို့အလဲတစ်ခေါက်ထပ်သွားပါမယ်လောလောဆယ်မှာတော့ပင်လယ်စာလေးပေါ့နော်သူ့ဈေးလေးနေတော့ရေးထားတယ်လက်တယ်ပေါ့နော်ဈေးလေးလည်းမစိုးဘူးတန်တယ်ပြီးတော့အဲ့မှာသူကလေတပန်းအောင်မှတိတ်ရဆိုတန်တယ်နော်ကိုကြိုက်တဲ့ဟာလေးရွေးယူလို့ရတယ်တော့လက်ကားရောင်းတဲ့ဈေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီမှာတက်ပါရှိရအောင်ဒီဘက်ကခေါင်းတက်တယ်အဲ့မှာဆိုရင်လည်းနေ तू ကပစုံနဲ့ကင်းမွန်နဲ့အဲ့လိုရောထားတာလေးပေါ့ तू ကရောလေးအဲ့လိုမျိုးဟာလေးလည်းရှိအဲ့ဒီဟာလည်း तू တပန်းအောင်တေးရပဲဒါတရားလေးဆိုဒါကတော့မြန်မာဆိုင်မှာမြန်မာလိုပြောပြီးဝယ်လို့ရပါတယ်။အချောင်းငချမ်းအကုန်ရှိရပေါ့နော်။